哇，ဒီနေ့ video မှာတော့တချင်းတွေကို AI နဲ့ဖန်တီးနည်းတွေကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်တို့တချင်းတွေကိုဘယ်လို AI နဲ့ဖန်တီးတယ်လဲနည်းပညာတွေတင်ဆက်ပေးနေတာမဟုတ်လို့15 message ကျွန်တော်ရဲ့ channel လေးကို subscribe ပါခေါင်းလောက်လေးလုပ်ထားမှာ video တွေကိုဘယ်လိုရှိရောက်မှာဖြစ်ပါတယ်အတွက်ကြောင့်ဖြစ်ပါတယ်။ခေါင်းလောက်လေးကိုနှိပ်သွားပေးကြပါဘောနော်။ကဲကျွန်တော်စလိုက်အောင်video မှာဖုန်းလေးနဲ့ပဲစမ်းပေးမှာဖြစ်ပါတယ်ကွန်ပျူတာကိုလက်တော့မှာသုံးရတဲ့ဥစ္စာကိုကျွန်တော်ဖုန်းလေးနဲ့ပဲစမ်းပြီးတော့ကျွန်တော်ပြပေးမှာဖြစ်တဲ့ပါတယ်အရင်ဆုံးကျွန်တော်တို့ကတော့ website မှာကျွန်တော် SoundCloud လို့ကျွန်တော်တစ်ချက်ရှာပေးပါဟိုဆိုပြီးတစ်ချက်ရှာပါပြီးတော့အောက်ကိုနည်းနည်းလေးဆွဲပေးလိုက်ပါမယ်နော်အောက်ဆွဲပေးပါကဲပြီးတော့အောက်လေးဆွဲပေးပါနော်ကဲကျွန်တော်ပြီးရင်ထောက်လေးကို73ဆက်ကိုနှိပ်ပါပြီးရင်ကျွန်တော်တို့6ခုရှိပါတယ်6ခုလည်းခဏပြန်ထွက်ပေးပါ73ဆက်ကိုနှိပ်ပြီးတော့ကျွန်တော်ပြန်ထွက်ပေးပါကျွန်တော်တို့ပြီးရင်တော့ကျွန်တော်တို့နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဖုန်းနံပါတ် email google passport တို့ထည့်ပေးရပါမယ်အကောင့်ရှိရဲ့တက်မှရှိရဲ့အကောင့်တွေကိုကျွန်တော်တို့တစ်ချက်ရွေးပေးလိုက်ပါဘောနော်ရွေးပေးလိုက်ပြီးဆိုရင်တော့ကျွန်တော်တို့ဝင်လိုက်ပါဝင်လိုက်ပြီဆိုရင်တော့ကျွန်တော်ဟိုဆက်တွေ့ရမလားပရိုတို့ရေကဲအဲ့ဒါလေးကိုကျွန်တော်တို့နှပ်ပြန်ထွက်ပေးမယ်ပေါ့နော်ကဲကျွန်တော်တို့အနေနဲ့ကျွန်တော်ကိုကြိုက်တဲ့ဥစ္စာဆက်လေးကျွန်တော် white တာလေးနဲ့ပြီးတော့ကျွန်တော်အမှန်လေးကိုတစ်ချက်ချစ်ပေးလိုက်ပါမှန်လေးကိုကျွန်တော်ချစ်ပေးပြီးတော့ကျွန်တော်ခဏတာစောက်တိုင်းပေးပါဘောနော်ပြီးရင်တော့ရောက်သွားပါလိုက်မယ်ရောက်သွားရင်မှာပုံနည်းတွေကျွန်တော်တို့ပေါ်လာပြီးတော့ကျွန်တော်တို့အောက်ကိုမြင်းချောင်းဆွဲပြီး50 square ဆိုအဲ့ဒါလေးချက်ကျွန်တော်နှိပ်ပေးပါပြကျွန်တော်မြင်းပြလာပါအဲ့ဒီချကြည့်ပါအဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ဘောနော်အဲ့ဒါလေးတစ်ချက်နှိပ်ပေးလို့လိုပါတယ်ကဲကျွန်တော်တို့ပြီးပြီဆိုရင်ကြော်ပေါ်မှာတွေ့လာဗျအမှားပေါ်မှာဟောခဲ့ library ဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်ငါးခုတည်းကတစ်ခုကိုကျွန်တော်ရွေးပေးရပါမယ်ဟောကဲပြီးရင်တော့ကျွန်တော်ခဏကျွန်တော် creator ဆိုတဲ့ဒုတိယမြောက်ဥစ္စာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကျွန်တော်တို့အနေဖြင့်ပေါ်ဥစ္စာလေးကိုဖွင့်ပေးလိုက်ပါပေါ့နော်ဖွင့်ပေးပါ